အားလုံးပဲမင်္ဂလာပါရှင်တီးဖြစ်ပါတယ်ဒီနေ့မှာတော့တီးရဲ့များဆိုင်အောင် customer တွေအတွက် luxury vibe ကိုအပြည့်အဝခံစားရစေမယ်ပန်းလိုက်အိမ်ယာတွေက Lotus Garden အိမ်ယာထဲမှာရှိတဲ့ luxury home လေးနဲ့မိတ်ဆက်ပေးကြပါတယ်အဲ့တော့တီးနဲ့အတူတူဒီရဲ့အတွင်းပိုင်းကိုလိုက်ပါခံစားကြမယ်နော်အဲ့ဒါဆိုရင်အိမ်ရဲ့အတွင်းပိုင်းလေးကိုတစ်ချက်လောက်ကြည့်ကြည့်ကြမယ်နော်အိမ်ထဲကိုစားရောက်ပြီဆိုတာနဲ့အရင်ဆုံးမြင်တွေ့ရမှာတော့ kitchen လေးနဲ့ဧည့်သည်လာလို့ရှိရင်အိတ်ခင်လို့ရမယ်ဇပွဲဝိုင်းလေးပဲဖြစ်ပါတယ်ဒီဘက်မှာတော့ညစာစားလို့ရမယ့်နေရာလေးပဲဖြစ်ပါတယ်ဒါလေးကတော့အေကန်ထဲမှာထားထားတဲ့ facility အပြင်စင်လေးပဲဖြစ်ပါတယ်အေကန်ကိုမြင်တွေ့ထားတဲ့အတိုင်းပဲအကျယ်ဝန်းလေးကတော့တော်တော်ကျယ်ပါတယ်ပြီးတော့ဒီဘေးဘက်မှာလည်းလေဝင်လက်ထက်ကောင်းတဲ့နေရာလေးတွေရှိရပါတော့ကဲအောက်ထပ်ကိုကြည့်ပြီးသွားပြီဆိုတော့တီတို့ပထမတက်ကလေးကိုတစ်ချက်သွားကြည့်ကြမယ်နော်ဒါတော့ပထမတက်ကိုရောက်ပြီဆိုတာနဲ့အရင်ဆုံးမြင်တွေ့ရမယ့်အခန်းလေးပေါ့နော်ဒီခန်းလေးက master bedroom လေးပဲဖြစ်ပါတယ်ပြီးတော့ဒီမှာဘေးဘက်မှာလည်းဝရဏလေးလက်ပါတယ်ပေါ့နော်ဒါကတော့ဒီအခန်းလေးတွေကရေချိုးခန်းအိမ်သားအပြင်စင်လေးပဲဖြစ်ပါတယ်ဘေးဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်အဝတ်စားလဲခန်းနဲ့မိတ်ကပ်ပြင်လို့ရမယ့်အခန်းလေးတစ်ခုကိုထည့်ထားပေးပါတယ်နောက်ထပ်တစ်ခန်းလေးကိုဒီလိုဝင်ကြည့်ကြမယ်နော်ဒီခန်းလေးရတဲ့ master bedroom လေးပဲဖြစ်ပါတယ်ခုနအခန်းနဲ့မတူတာကတော့ဒီခန်းလေးကပို့ပြီးတော့လည်းကျယ်တယ် facility လေးတွေကလည်းပို့ပြီးတော့ပြည့်ပြည့်စုံစုံထည့်ထားပေးရပေါ့နော်ဒါကတော့ဒီခန်းထဲကနေကြည့်လို့ရမယ့် veranda လေးရဲ့ရှုခင်းလေးပေါ့နော်ဒီခန်းလေးထဲမှာကရေချိုးခန်းအိမ်သားတွဲရက်ကိုမှဘတ်တက်လေးပါထည့်ပေးထားပါတယ်ကဲတီတို့ဒုတိယတက်ကိုဆက်ကြည့်ကြမယ်ဒုတိယတက်မှာလည်းအရင်ဆုံးတွေ့ရမယ့်အခန်းကလည်း master bedroom ပဲဖြစ်ပါတယ်ဒုတိယတက်မှာဆိုလို့ရှိရင်လည်းအေကန်လေးပါတာမှာ kitchen လေးပါထပ်ပြီးတော့ထည့်ပေးထားပါတယ်။ဒါလေးကတော့ဒုတိယတက်မှာရှိတဲ့အေကန်နဲ့ kitchen လေးပေါ့နော်။ဒီရဲ့နောက်ထပ်ထူးခြားချက်ကလေးကတော့ rooftop လေးပါပါတယ်။ပြီးတော့ rooftop ကလည်းမြင်တဲ့အတိုင်းအကျယ်ကြီးပဲပေါ့နော်။အခုတိလိုက်ပြ luxury home လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အောက်မှာဖော်ပြထားတဲ့ဖုန်းနံပါတ်တရားမှာတဆင့်တီးတို့ရဲ့မြတ်ဆန်ရောင် Facebook page ကိုလာပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်